တာချီလိမ့်မှာအသားဟင်းတစ်မျိုးအရန်ဟင်း6မျိုးကိုမှ35ဘတ်ပဲပေးရတဲ့ဗကန်မြန်မာထမင်းဆိုင်ကိုဟင်းမျိုးကခေါ်ဝါပေးပါမယ်ခင်ဗျာအရင်ဆိုင်နေရကောင်းဝင်းလမ်းမှာပေးမှာမဟုတ်တော့ပဲဒင်းအောင်စင်းနာမြောက်ခင်မှာပြောင်းဖွင့်ထားပါတယ်ဆိုင်လန်းညုံမျိုးလေးလည်းတက်တက်တင်ပေးထားပါတယ်ခင်ဗျာဆိုင်ရှင်ကလည်းဗကန်မျိုးသူဆွဆွဖြစ်တာကြောင့်ဒီဆိုင်ရဲ့ဟင်းချက်ရတာကအညာသေးတဲ့ရတာဗကန်မျိုးမှာစားရတဲ့အရတာတိုင်းတစ်ထက်သေးပါပဲဆိုင်မှာရွေးချယ်စရာဟင်းမျိုးပေါင်း30လောက်ကိုရှိပါတယ်ခင်ဗျာဒီဆိုင်မှာအရန်ရင်းနေတင်ပေးရတဲ့35ဘတ်ကတန်းကိုတန်းပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ဝတ်သားချက်လေးဖြစ်ပါတယ်ဒီဇိုင်းရဲ့ဝတ်သားလေးကအီးဆက်ပြီးတော့ကျွန်တော်ပကံသွားလဲတော့စားခဲ့ပူတဲ့ရတာနဲ့တစ်ထက်သေးကိုတူပါတယ်ဝတ်သားမစားတဲ့သူတွေတော့လည်းတခြားရွေးချယ်စရာဟင်းအမျိုးမျိုးရှိပါတယ်ခင်ဗျချက်သားချက်လေးကလည်းအီးဆက်ပြီးတော့မှအနှစ်လေးနဲ့တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျစိတ်ထောင်းမောက်ကျော်လေးကကျွတ်ရပြီးတော့ပြင်းတော့သိန်းအနံ့မွေးမွေးလေးနဲ့ထမင်းပြူလေးရဲ့တွဲစားရတာကလုံးဝကိုနှိမ့်ပန်မှုပါပဲခင်ဗျပစုံလျုပ်သီးကျော်လေးကတော့ညုပ်သီးရတာအရင်မများပဲနဲ့ပစုံရတာကိုလေးနဲ့ပေါ်လွင်အောင်တေချာလေးကြော်ထားပေးတာကြောင့်သမင်းပြူလေးနဲ့တွဲစားရတော့တော်တော်လေးကိုလိုက်ဖက်ပါတယ်ခင်ဗျပဲစီတက်လေးကတော့အညာကအိမ်ကိုရောက်ရှိသွားသလိုခံစားရမှာဖြစ်တာကြောင့်ဒီဇိုင်းလေးကိုရောက်ခဲ့ရင်ပဲစီတက်လေးလည်းမှာစားကြည့်ဖို့အကြံပေးပါတယ်အရန်ဟင်းဆိုရင်လည်း6မျိုးလောက်ထိချပေးပါတယ်ကျွန်တော်သွားစားရနေတော့ကတရက်ချင်းပဲနှက်ချက်ခန်းရွေသိပန်ထွေပြောပြုံသီးချက်ငပိရတိုးမျိုးစုံရဲ့ပဲကြဆန်ဟင်းရည်လေးရဲ့ချပေးခဲ့ပါတယ်။ဆိုင်ကညီလေးညီမလေးတွေကလည်းဘာလို့အသေးလဲဆိုတာကိုအမြဲကိုမေးနေတာတော်တော်လေးကိုစိတ်ချမ်းသာရပါတယ်ခင်ဗျာ။ဆိုတော့အညာဒေသဗကန်ဖြစ်တဲ့ဟင်းချက်တရားကောင်းကောင်းလေးကိုစားကြည့်နေတယ်ဆိုလို့ရှိရင်တော့ဗကန်မြန်မာထမင်းဆိုင်လေးကိုသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာ။ဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့လည်းကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook, TikTok, YouTube channel တွေကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်။တတား